ธุตา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 ธุตาธุตาธุตาตาธุ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 ตาသာသနာထောက်ပံ့မိသားစုတွေဖြစ်ကြတဲ့အတွက်နေခြင်းညခြင်းအရဟတမေတိုင်းညာခြင်းဆင်ဆင်မြင့်၍ကတိသုံးပါးပေလွတ်ကင်းစွာဖြင့်စိတ်နှလုံးအေးချမ်းစွာနိဗ္ဗာန်မျက်မှောက်ပြုနိုင်ကြပါစေ။ယောဂီတို့7မိနစ်ပြိတ်ပေးပါတယ်ခန္ဓာကိစ္စကျမ်းမာရေးကိစ္စဆောင်ရွက်ပါအားလုံးတတိပဋ္ဌာန်လေးနဲ့ဆောင်ရွက်တော်မူကြပါ